င့်ကိုဖြစ်ဖြစ်ချင်းသိစေနိုင်တဲ့အလိအထအချက်40ကိုပြောပြပေးမှာဖြစ်ပါတယ်နံပါတ်1ကြာကြာထိုင်နေခြင်းနံပါတ်2ရေလုံလောက်စွာမတောက်ခြင်းနံပါတ်3မနက်စာမစားခြင်းနံပါတ်4ပြုပြင်ထားတဲ့အစားအစာများများစားခြင်းနံပါတ်5တကြားအလွန်အကျွံစားခြင်းနံပါတ်6အရက်အလွန်အကျွံတောက်ခြင်းနံပါတ်9ဆေးလိပ်တောက်ခြင်းနံပါတ်10အေးရေးမဝခြင်းနံပါတ်9နာတာရှိစိတ်ဖြစ်စီမှုများခြင်းနံပါတ်10ရန်ညိုဖွဲ့ခြင်းနံပါတ်17စိတ်ကျမ်းမာရေးကိုဂရုမစိုက်ခြင်းနံပါတ်12ကဖိန်းတဲ့အလွန်အကျွံတောက်ခြင်းနံပါတ်13လေ့ကျင့်ခန်းမလုပ်ခြင်းနံပါတ်14ဖုန်းကွန်ပျူတာကြည့်ခြင်းများခြင်းနံပါတ်15နီလောင်ခန်းခရီမလိန်ခြင်းနံပါတ်16ညနေမှစားခြင်းနံပါတ်19လက်သေးကိုက်ခြင်းနံပါတ်18နှစ်ချက်အတန်ကြေကြီးနားထောင်ခြင်းနံပါတ်19စိတ်ခံစားချက်တွေကိုပြန်တွေးနေခြင်းနံပါတ်20အလုတ်အလွန်အကျွံလုပ်ခြင်းနံပါတ်21အစာမြန်စားခြင်းနံပါတ်22တွားကြထိုးကြိုးမတုံးခြင်း23စီအောင်ထားခြင်းနံပါတ်24ဆရာဝန်နဲ့ပုံမှန်မပြခြင်းနံပါတ်25လူမှုရေးအရာပေါင်းသင်းမှုနေခြင်းနံပါတ်26အခိုက်အခဲပြောက်စေးအလွန်အကျွံသုံးခြင်းနံပါတ်29လက်ကိုမကြာခဏမစေးခြင်းနံပါတ်28မိတ်ကနဲ့အိတ်ခြင်းနံပါတ်29စာဖတ်တဲ့အခါအလင်းရောင်မကောင်းခြင်းနံပါတ်30ရေစာရာကိုလှလို့ရှုခြင်းနံပါတ်31ပါးစပ်နဲ့အသက်ရှူခြင်းနံပါတ်32အစာအလွန်အကျွံစားခြင်းနံပါတ်33ဝါဒနာမရှိခြင်း34အစိတ်အတောက်ဖြစ်စေတဲ့စစ်ဆန်ရေးမျိုးရှိခြင်းနံပါတ်35စံထုတ်လေ့ကျင့်ခန်းမလုပ်ခြင်းနံပါတ်36အလုပ်မှာအနားယူခြင်းမယူခြင်းနံပါတ်39အသားနီအလွန်အကျွံစားခြင်းအမဲသားတော့ပါတော့ပေါ့နော်နံပါတ်38မြစ်တေးခတ်ဖို့မိတ်နေခြင်းနံပါတ်39နာကျင်မှုကိုလှစ်လူရှုခြင်းနံပါတ်40ကိုဟန်အနေအထားမမှန်ခြင်းကဲဒီကတော့ဒီဗီဒီယိုရိုက်တဲ့အခါမှာလေဖုန်းဝင်လာပြီးတော့အတန်ပြောက်သွားတယ်ပေါ့နော်အဲ့တော့တချင်းထည့်ပြီးတော့မှတင်ဖို့ကြတော့လေတိအကျိုးမရှိဘူးထင်တော့ပေါ့နော်လေ live ပေါ်မှာတွေ့ထားတဲ့ဟာဒီဟာလေးကိုပြန်ပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ဆိုတော့ဒီလိုအလေးထားတွေကလေကိုတတိမထားမိပေမဲ့အဲ့လိုမျိုးကြာလာတဲ့အခါကျရင်ဒါမကောင်းဘူးပေါ့နော်ဆိုတော့ဆင်ခြင်လို့ရအောင်ခင်ဗျပြန်ပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ကဲဗီဒီယိုအဆုံးထိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုကြံပြန်တွေ့ကြမယ်အားလုံးပဲတတာ